အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မအခုဖတ်ပြပေးသွားမယ် reading လေးကတော့တင်နဲ့တင်ရဲ့တစ်ဖက်သူတို့ရဲ့အနာဂတ်ပေါ့နော်။ဒီ reading လေးပဲဖြစ်ပါတယ်နော်။အဲ့တော့တင်နဲ့တင်တစ်ဖက်သူတင်စိတ်ထဲမှာရှိတဲ့သူနော်။တင်တို့နှစ်ဦးရဲ့အနာဂတ်မှာဘာတွေဆက်ဖြစ်ဖို့ရှိလဲပေါ့နော်။ဒီ reading လေးကိုဖတ်ပေးသွားမှာပဲဖြစ်တယ်။အဲ့တော့ဒါလေးကတော့နော်တင်ရဲ့လက်ရှိနော်ဒါenergy ပေါ့နော်လက်ရှိအနေထားပေါ့နော်ဒီလက်ရှိ energy current energy နဲ့ energy ကိုက်တယ်ဆိုလို့ရှိရင်သင်နဲ့သင်တစ်ဖက်သူတို့ရဲ့အနာဂတ်ကိုဆက်ပြီးတော့ကြည့်လို့ရပါတယ်เนาะကတ်လေးတွေကတော့ချိုးပြီးသားပဲဖြစ်ပါတယ်เนาะအဲ့တော့ကျွန်မကကတ်လေးတွေကိုဆွဲကြည့်ပေးမယ်เนาะဒါကတော့သင်ရဲ့လက်ရှိเนาะ current energy ပေါ့เนาะPrince of Swords okay နောက်တစ်ခါထပ်ဆွဲကြည့်မယ်သင်ရဲ့လက်ရှိ current energy Four of Cups okayနောက်တစ်ခါထပ်ဆွဲကြည့်မယ်သင်ရဲ့လက်ရှိကားရဲ့ energy King of Cups okay အဲ့တော့ကလေးတွေရဲ့အဖြစ်လေးတွေကိုကျမကနောက်ဆုံးမှပြောမယ်ပေါ့နော်အရင်ဆုံးနော်အရင်ဆုံးဒီကလေးတွေကိုအရင်ဆွဲလိုက်မယ်ပေါ့နော်ဒါကတော့သင်တို့နှစ်ယောက်ရဲ့အနာဂတ်အဖြစ်လေးတွေရမယ်ကလေးတွေဖြစ်တယ်အဲ့တော့ကလေးတစ်ခါကိုကျမစဆွဲမယ်Okay, Queen of Cups နော်အဲ့တော့နောက်တစ်ခါထပ်ဆွဲမယ်ခက်မြန်လေးပေါ့ Two of Pentacles okay နောက်တစ်ခါထပ်ဆွဲကြည့်မယ်ဒီဘက်ကဟာလေးဆွဲမယ် Six of Cups okay ဟုတ်ကဲ့เนาะအဲ့တော့ကျမကအခုเนาะတင်တို့နှစ်ယောက်ရဲ့เนาะဒီအနာဂတ်ကိုကလေးသုံးကဆွဲပေးထားရတယ်အဲ့တော့เนาะတင်ရဲ့လက်ရှိ current energy ကိုလည်းကလေးသုံးကဆွဲပေးထားရတယ်အဲ့တော့ကျမကအဖြစ်လေးတွေကိုစပြီးတော့ပြောပေးသွားမယ်ပေါ့เนาะအဲ့တော့တင်ရဲ့လက်ရှိ current energy ပေါ့เนาะဒါလေးကိုအရင်ဆုံးစပြီးတော့ပြောပေးသွားမယ်เนาะဟုတ်ကဲ့ရှင်เนาะအဲ့တော့ကျမကဒီ reading လေးတွေရဲ့အဖြစ်လေးတွေကိုမပြောခင်မှာကြော်ညာလေးတစ်ဖြတ်ဝင်မယ်ပေါ့နော်။ comment လေးတစ်ခုမှတွေးလိုက်ရလို့ပါ။ဆရာမကတဲ့နာမည်မပြောတော့တဲ့ကျမကနာမည်မသိဘူးတဲ့ရှာလို့မရအောင်လို့ပြောတယ်နော်။ကျမကစာလေးနဲ့ရေးထားပါတယ်ကျမရဲ့နာမည်ကိုပေါ့နော်။ပြီးတော့ Viber နဲ့ Telegram နံပါတ်တွေကိုလည်းရေးထားပါတယ်ပေါ့နော်။ကျမရဲ့နာမည်ကတော့မာရီယာပဲဖြစ်ပါတယ်နော်။ကျမရဲ့နာမည်ကမာရီယာပါမှတ်ထားပါနော်။အဲ့တော့ကျမရဲ့ Viber နံပါတ်ကတော့399593838345ပဲဖြစ်ပါတယ်เนาะအဲ့တော့ Telegram ကလည်းဒီနံပါတ်တစ်ခုပဲသုံးပါတယ်ကျမရဲ့ KB နဲ့ Wave account ကိုလည်းဒီနံပါတ်တစ်ခုပဲသုံးပါတယ်เนาะအဲ့တော့ကျမနဲ့ပတ်သက်ပြီးတော့ကျမရဲ့ video တွေကိုเนาะကူးယူပြီးတော့တင်ပြီးတော့เนาะကျမရဲ့เนาะကျမနာမည်ကိုအသုံးပြုပြီးတဲ့အခါကျတော့เนาะတခြားဖုန်းနံပါတ်တွေပေးတယ်ဆိုရင်အဲ့ဒါကျမမဟုတ်ပါဘူးเนาะကျမတာဝန်မယူပါဘူးကျမဒီဖုန်းနံပါတ်တစ်ခုပဲသုံးတယ်နောက်တစ်ခုကကျမကလေဖုန်းကင်မို့အချိန်မရှိပါဘူးဖုန်းမကင်ပါဘူးเนาะဖုန်းလက်ခံပြီးတော့ဖြည့်ဆို့ခြင်းမရှိပါဘူးကျမနဲ့เนาะတွေးဆုံခြင်းကျမရဲ့ Viber နဲ့ Telegram 399593838345เนาะဒီနံပါတ်မှာလာရောက်เนาะစုံစမ်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ပြီးတဲ့အခါကျတော့ကျမကလေ TikTok เนาะMessenger ကိုလည်းမသုံးပါဘူးရှင်เนาะအဲ့တော့ကျမနဲ့ဆက်သွယ်ခြင်းခုနကကျမပြောခဲ့တဲ့ Viber နဲ့ Telegram ကိုလာခဲ့ပေးပါရှင်เนาะအဲ့တော့သင်ရဲ့လက်ရှိ current energy ကတော့လေ Prince of Swords ကြတဲ့အတွက်သင်ကလေเนาะစိန်ခေါ်မှုတွေပြဿနာတွေကိုရေးရင်ဆိုင်ကြုံလွှားနိုင်တဲ့သူเนาะဉာဏ်ကောင်းတဲ့သူเนาะဘာသာစကားတစ်ခုထက်မကတက်ကြွနားလည်တဲ့သူเนาะဘာသာစကားတွေကိုသိယူတက်မြောက်လွယ်တဲ့သူเนาะကိုယ့်မိခင်ဘာသာစကားမဟုတ်ရင်တောင်မှပေါ့เนาะတခြားဘာသာစကားတွေကိုအလွယ်တကူသိယူတက်မြောက်လွယ်တဲ့သူပြီးတဲ့အခါကျတော့เนาะ
နော်ရိုးသားပြောင်းမှန်ကန်တယ်ပေါ့နော်ပြီးတဲ့ခါကျဥပဒေသမားလေးတွေလည်းပါမယ်ပေါ့နော်ဒီမှာဥပဒေသမားလေးတွေလည်းပါလောက်တယ်တရားသူကြီးရှေ့နေပေါ့နော်စသဖြင့်ပေါ့နော်အဲ့တော့ရိုးသားပြောင်းမှန်ကန်တဲ့သူတမာတမတ်ကြတဲ့သူနော်အရာမှာပေါ့နော်တော့ဉာဏ်ရှိနေပေါ့နော်ကြုံလာသမျှနော်ပြဿနာတွေအခက်အခဲတွေကိုကြိုက်ထွဲဖြေရှင်းနိုင်တဲ့သူဖြစ်တယ်ပေါ့နော်ဒီလိုမျိုး current energy ကိုမြင်ရတယ်အဲ့တော့ four of cups ဆိုတဲ့အတွက်နော်တင်ကလေဒီပုံလေးကိုကြည့်လိုက်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တိအနေနဲ့ကနော်တဦးတယောက်တည်းလဲအေးချမ်းစွာတတရရနဲ့နေနိုင်တယ်ဘယ်သူမှမရှိလဲပဲကိုယ့်ဟာနဲ့ကိုအေးချမ်းနဲ့ကိုယ့်တယောက်တည်းလဲနော်ဒီperfect ဖြစ်နေတယ်ပြည့်စုံတယ်လုံလောက်တယ်ပေါ့နော်စိတ်အေးချမ်းနဲ့နေနိုင်တယ်ဆိုတဲ့နော်ဒီ current energy လေးကိုမြင်ရတယ်ပေါ့နော်အေးစစ်ပေါ့နော်တယောက်တည်းနေရတာပို့ပြီးတော့သဘောကျတဲ့သူမျိုးလေးတွေလည်းပါတတ်တယ်ပြီးတဲ့အခါကျတော့တင်ကလေဘဝမှာပေါ့နော်ဒီတင်ရဲ့ဘဝမှာနော်ဒီမှာအခွင့်အရေးကောင်းလေးတွေပေါ့နော်ဒီကြာအခုလက်ရှိမှာပေါ့နော်တင်ရဲ့ဘဝမှာပေါ့နော်အလုံးကိုင်စီးပွားရေးငွေကြေးနော်စားသဖြင့်ဒီဘက်တွေမှာတင့်အနေနဲ့ကနော်အခွင့်အရေးကောင်းလေးတွေရှိတယ်ပေါ့နော်ဒီကြာပွင့်လေးတွေကတင့်အတွက်အခွင့်အရေးကောင်းလေးတွေဖြစ်တယ်ပြီးတဲ့အခါကျတော့တင့်ဘေးနားမှာနော်တင့်ကိုချစ်တဲ့သူလေးတွေပေါ့နော်ဒါလေးတွေကဗျိုင်းလေးတွေလားမသိဘူးနော်တင့်ကိုချစ်တဲ့သူလေးတွေပေါ့နော်အဲ့တော့ဝင်းရံနေတတ်တယ်ပေါ့နော်ဒီလိုမျိုးနော် current energy ကိုလည်းမြင်ရတယ်တင့်အနေနဲ့ကနော်အရင်ကစိတ်ထိုင်ရာတွေကိုထိုက်တဲ့လောက်ကူစားနိုင်ခဲ့တဲ့သူနော်စိတ်အေးချမ်းနေပြီနော်ဘဝမှာ grounded ဖြစ်ပြီးတော့ပေါ့နော် grounded ဆိုတာကဘယ်သူမှမရှိပဲလဲနော်ကိုယ့်ဟာနဲ့ကိုယ်ပေါ့နော်ရက်တည်နိုင်တယ်အေးချမ်းနေအေးချမ်းနေနိုင်တယ်ဆိုတဲ့နော်ဒီလိုမျိုး current energy ပေါ့နော်ဒါမျိုး current energy ကိုလည်းမြင်ရတယ်နော်အဲ့တော့ဒီမှာ King of Cups ကြတဲ့အတွက်เนาะတဲ့အနေနဲ့ကเนาะတဲ့အနေနဲ့ကလေးပါလဲဆိုရင်เนาะသူတပားတို့ရဲ့เนาะဒါခံစားချက်တွေစိတ်ခံစားချက်တွေကိုเนาะကောင်းမွန်စွာနားထောင်ပေးနိုင်တဲ့သူเนาะနော်ဒီစိတ်ထင်ရာတွေကိုနော်ပြောဆိုလမ်းညွှန်ပြီးတော့ကုသပေးနိုင်တဲ့သူဟီလာလေးတွေလည်းဒီထဲမှာပါလောက်တယ်ပေါ့နော်ဟီလင်းစွမ်းရည်ရှိတဲ့သူလေးတွေပေါ့နော်သူများရဲ့နော်အပူတွေကိုညှိပေးနိုင်တဲ့သူဟီလာလေးတွေပါလောက်တယ်ပြီးတဲ့အခါကျတော့ဒီနေရာမှာအလှပနဲ့အမှုပညာကိုမြတ်နိုးတဲ့သူလေးတွေပါတတ်တယ်နော်ဒါမျိုးတွေ့ရတယ်ပြီးတဲ့ခါကျတော့စိတ်ခံစားချက်လေးတွေပြင်းထန်တတ်တယ်ပေါ့နော်ဒီလိုလူမျိုးလေးတွေလည်းပါတယ်ပေါ့နော်အလှပနဲ့အမှုပညာကိုနော်မြတ်နိုးတဲ့သူလေးတွေပေါ့နော်အမှုပညာရှင်လေးတွေလည်းပါလောက်တယ်ပေါ့နော်ပြီးတဲ့အခါကျလူအများရဲ့ယုံကြည်အားကိုလေးစားမှုကိုခံရတတ်တဲ့သူလေးတွေလည်းနော်ဒီနေရာမှာပါနေတတ်တယ်ပေါ့နော်ဒါမျိုး current energy ကိုမြင်ရပါတယ်နော်အဲ့တော့အခုလက်ရှိเนาะတင်းရဲ့เนาะဒီ current energy တွေက energy ကြိုက်တယ်ဆိုရင်တင်းနဲ့တစ်တစ်ဖက်သူတို့ရဲ့အနာဂတ်ကိုဆက်ပြီးတော့ကြည့်လို့ရပါပြီเนาะအဲ့တော့ဒီမှာเนาะတင်တို့နှစ်ယောက်ရဲ့အနာဂတ်ကိုစပြီးတော့ပြောရမယ်ဆိုလို့ရှိရင်เนาะ Queen of Cups ကြတဲ့အတွက်เนาะတင်တို့နှစ်ယောက်ကလေအခုအခြေအနေမှာเนาะဘလို့အခြေအနေမျိုးမှာပဲတင်တို့နှစ်ယောက်ကရှိနေပါစေပေါ့เนาะဝေးကွာနေတာခွဲကွာနေတာဒါမှမဟုတ်လို့ရှိရင်လည်းအနေဝေးနေတာเนาะ separation ဖြစ်နေတာဒါမှမဟုတ်လို့ရှိရင်လည်းအနေနီးပေမဲ့လည်းအဆင်မပြေတဲ့ဆက်ဆက်ရေးမျိုးတွေเนาะပြီးတဲ့ခါကျနှစ်ယောက်သားကြားမှာတပ်ပါဆန်အနှောက်အယှက်ရှိနေတာဘလို့မျိုးအခြေအနေမျိုးပဲရှိနေပါစေအနာဂတ်မှာတော့လေတင်းတစ်ဖက်သူကเนาะတင်မတင်ဖြစ်လာတတ်တယ်ပေါ့နော် Queen of Cups ကြတဲ့အတွက်နော်သူ့ရဲ့နှလုံးသားထဲမှာတင်ကဘယင်မပဲပေါ့နော်အဲ့တော့အမျိုးသားဆိုအခုကြည့်နေတဲ့သူလေးတွေကအမျိုးသားဆိုရင်သူ့ရဲ့နှလုံးသားထဲမှာတင်ကဘယင်ပဲနော်ဘယင်တစ်ပါးပဲဒီလိုမျိုးပေါ့နော်အခုဒီ reading ကလေကျမရဲ့ reading ကအမျိုးသားအမျိုးသမီး LGBT အကုန်လုံးနဲ့နော်အကုန်လုံးနဲ့သက်ဆိုင်ပါတယ်နော်ဒါလေးလည်းပြောအောင်မယ်အဲ့တော့နော်ဒီ Queen of Cups ကြတဲ့အတွက်เนาะအနာဂတ်မှာတင်တို့နှစ်ဦးကလေเนาะအခုအချိန်နေမှာခုနကျမပြောခဲ့သလိုဘလို့အချိန်နေမျိုးပဲရှိနေပါစေအနာဂတ်မှာတော့တင်တို့နှစ်ဦးကเนาะရင်ဖွင့်ပေါ်တိုင်ပင်ပေါ်စကားပြောပေါ်เนาะတယောက်နဲ့တယောက်ပေါ်เนาะအားပေးပေါ်เนาะဒီလိုမျိုးဘဝလက်တွဲပေါ်တွေအထိเนาะဖြစ်လာနိုင်မယ်ဆိုတဲ့ကတ်နမိတ်ပဲဖြစ်တယ်เนาะ
အဲ့တော့ဒီမှာtwo of Pentacles ကြတဲ့အတွက်เนาะနော်တင်တို့နှစ်ယောက်ရဲ့အနာဂတ်နော်တင်တို့နှစ်ယောက်ရဲ့အနာဂတ်မှာတယောက်နဲ့တယောက်ပေါ့နော်ဒါတင်တို့နှစ်ယောက်ပေါ့နော်တယောက်နဲ့တယောက်ကဟန်ချက်ညီညီပေါ့နော်ဘဝမှာပေါ့နော် balance ရှိပေါ့နော်တယောက်နဲ့တယောက်အပေးယူမျှမျှနဲ့ရှေ့ဆက်သွားနိုင်မယ်ဆိုတဲ့နမိတ်ပေါ့နော်ဒီနမိတ်ကိုမြင်ရတယ်အေးအတူပူအမျှပေါ့နော်နော်အေးအတူပူအမျှနော်အတူပူပေါင်းလက်တွဲသွားနိုင်မယ်ဘဝမှာပူပေါင်းဆောင်ရွက်မှုလေးတွေပေါ့နော်စီးပွားရေးမှာဖြစ်စေနော်နော်ဖက်မှာပေါ့နော်အတူတကွပေါ့နော်ဟန်ချက်ညီညီနဲ့နှစ်ဦးသားကအပေးယူမျှမျှနဲ့ရှေ့ဆက်သွားနိုင်မယ်ဆိုတဲ့နမိတ်ကိုပြတယ်ပေါ့နော်ဒီ two of Pentacles ရဲ့နမိတ်အရာအဲ့တော့ဒီမှာ six of cups ဆိုတဲ့ကလေးကြတဲ့အတွက်ပေါ့နော်အဲ့တော့တင်တို့နှစ်ဦးကလေပြောမယ်ဆိုလို့ရှိရင်เนาะဒီအတိတ်ကလူတွေဖြစ်တယ်ပေါ့နော်အတိတ်ကလူတွေဆိုတဲ့နေရာမှာတင်တို့နှစ်ဦးကကွဲကွာပြီးတော့ခွဲခွာပြီးတော့မှပြန်လဲဆုံတွေ့ရမယ်နမိတ်ပေါ့နော်ဖြစ်နိုင်ခြေရှိတာကအခုလက်ရှိမှာတင်တို့နှစ်ယောက်ကကွဲကွာနေတာခွဲခွာနေတာမျိုးဖြစ်နိုင်တယ်အဲ့တော့အနာဂတ်မှာတော့เนาะတင်တို့နှစ်ယောက်ကเนาะပြန်လဲစုံစည်းရမယ်เนาะဒီထဲမှာเนาะတင်နဲ့တင်ရဲ့တစ်ဖက်သူတို့ကလေငယ်လေးငယ်မြငယ်ရီးစားငယ်တငယ်ချင်းဒါမှမဟုတ်လို့ရှိရင်ငယ်တဲ့ကခင်မင်တိကျွမ်းရင်းနှီးခဲ့တဲ့အတိမိတ်ဆွေတွေကနေတဆင့်ပေါ့เนาะချစ်သူရီးစားဖြစ်တက်လှမ်းသွားတာเนาะအိမ်နောက်ဘက်အဖြစ်ရောက်ရှိသွားတာဒါမျိုးလေးတွေပေါ့เนาะဖြစ်ဖို့များတယ်ပေါ့နော်အဲ့တော့နော်တင်တို့နှစ်ဦးကလေ separation ဖြစ်ပြီးပြန်ဆုံတွေ့ပြီးတဲ့နောက်မှာပေါ့နော်ပို့ပြီးတော့တယောက်နဲ့တယောက်ချစ်လာမယ်တယောက်နဲ့တယောက်ပို့နော်ကာကွယ်စောင့်ရှောက်ပေးလာမယ်ပို့ပြီးတော့ပေါ့နော်အဲ့တော့ဒီတင်တို့နှစ်ယောက်နော်ကွဲကွာခွဲခွာရခြင်းကတင်တို့နှစ်ယောက်ကတယောက်နဲ့တယောက်ဘလောက်ထိချစ်တယ်ဆိုတာကိုတယောက်နဲ့တယောက်သိသွားရဲ့အတွက်เนาะ separation ဖြစ်ခဲ့ပြီးတော့မှပြန်လဲစုံစည်းတာပေါ့เนาะကွဲခွာခွဲခွာနေတဲ့သူတွေပြန်လဲစုံစည်းရမယ်နမိတ်ဖြစ်တယ်ပေါ့เนาะ six of cups ရဲ့နမိတ်အရာเนาะဒီလိုပြန်လဲစုံစည်းပြီးသွားပြီဆိုလို့ရှိရင်ရခင်ငါထက်ပေါ့နော် separation မဖြစ်ခင်အချိန်ငါထက်ဆိုင်စလို့ရှိရင်ပေါ့နော်အများကြီးပို့ပြီးတော့တယောက်နဲ့တယောက်ပို့ပြီးတော့ချစ်လာမယ်တယောက်ရဲ့တန်မိုးကိုတယောက်ကပို့ပြီးတော့တိလာမယ်တယောက်နဲ့တယောက်ကကာကွယ်စောင့်ရှောက်သွားမယ်ပေါ့နော်ဘဝသက်ဆုံးတိုင်ပေါ့နော်ဘဝနေဝင်ချိန်အထိကိုပေါ့နော်ဘဝလက်တွဲပေါ်တွေအဖြစ်တယောက်နဲ့တယောက်ကာကွယ်စောင့်ရှောက်သွားမယ်ဆိုတဲ့နော်နမိတ်ပဲဖြစ်ပါတယ်နော်